ဘုရားရှင်တာ၍ပုံကြည့်၍မင်္ဂလာရှိပါစေဒီနေ့ကျွန်တော်ဒီမှာအားလုံးအတွက်ခံယူရမယ့်နှုတ်ကပတ်တော်ဆင်ခြင်ရမယ့်နှုတ်ကပတ်တော်ဒီကဘာဦးချက်ခန်းချင်း28အငယ်15ကိုဖတ်ပြီးတော့ဒီနေ့တခါတည်းနှုတ်ကပတ်တော်ထဲဆင်ခြင်ဝေရမှာဖြစ်တယ်ကဘာဦးချက်ခန်းချင်း28အငယ်15မှာငါသည်တင့်ဖက်မှရှိ၏တင်သွားလေရာ၌ငါစောင့်မမည်ဤပြည်သို့တဖန်ဆောင်ခဲ့အောင်မည်ဂတိထားသည့်အတိုင်းမပြည့်စုံမည်တင့်ကိုငါမစွန့်မှုမိတ်တော်မူ၏ငါသည်တင့်ဖက်မှရှိ၏တင်သွားလေရာ၌ငါစောင့်မမည်ဤပြည်သို့တဖန်ဆောင်ခဲ့အောင်မည်ဂတိထားသည့်အတိုင်းမပြည့်စုံမည်တင့်ကိုငါမစွန့်ဟုကောင်းကင်တမန်ကယာကုပ်ကိုဆိုလေ၏ကောင်းကင်တမန်ကယာကုပ်ကိုပြောသောစကားဖြစ်၏ဒီကြံပအားဖြင့်ဆက်လက်ပြီးတော့အရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေဒီနေ့ဒီဘုရားရဲ့ကောင်းချီးမင်္ဂလာအိမ်မက်ယူပါယုံကိုဒီနေ့အားလုံးအတွက်ကျွန်တော်ခွန်အားပေးခြင်းပါတယ်အဲ့ဒီအခန်းကြီး28အငယ်30ကနေအားလုံးဆက်ခွင်ထင်ကြည့်လိုက်ရင်ကောင်းကင်တမန်ကယာကုပ်ကိုအိမ်မက်ယူပါယုံမှာပြောခဲ့သောကောင်းကြီးမင်္ဂလာဖြစ်ပါတယ်ဒီနေ့ခေါင်းစဉ်အားဖြင့်အိမ်မက်ယူပါယုံဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ဒီနေ့ခွန်အားယူမှာဖြစ်ပါတယ်အိမ်မက်ယူပါယုံဆိုတာကအိမ်မက်ယူပါယုံဆိုတာကအတူတူဖြစ်ပေမဲ့အိမ်မက်နဲ့ယူပါယုံကိုနည်းနည်းလေးခွဲပြီးတော့ဒီနေ့ဆင်ခြင်လေ့လာရမှာဖြစ်ပါတယ်အိမ်မက်ဆိုတာကဓမ္မဟောင်းထဲမှာကဘုရားကအိမ်မက်ယူပါယုံအားဖြင့်ယိပရောဟိတ်မောရှေတို့အာရန်တို့ကိုသင်ပြီးဘုရားကအိမ်မက်အားဖြင့်စကားပြောတာဖြစ်တယ်ဒါပေမဲ့အလုံးသိတဲ့အတိုင်းပဲအဲ့ဒီကျေးဇူးတော်ခက်ကာလမှာဆိုရင်တော့ယိပရောဟိတ်တို့မောရှေတို့မသုံးတော့ဘဲနဲ့ကျွန်မယုံကြည်သူအရောက်စီတိုင်းဒီတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဆက်လက်ပြီးတော့ကျွန်မအသက်တာမှာဘုရားကအိမ်မက်ယူပါယုံအားဖြင့်စကားပြောတာဖြစ်တယ်ဟာလေလုယာဓမ္မဟောင်းမှာတော့ယိပရောဟိတ်မောရှေတို့အာရန်တို့ယာကုပ်ကိုလောက်စီမှာပဲဘုရားကအိမ်မက်ယူပါယုံအားဖြင့်စကားပြောတာဖြစ်တယ်ဒါပေမဲ့အခုဒီကျေးဇူးတော်ခက်ကာလတန်ရှင်းသောဝိညာဉ်တော်ခက်ကာလမှာတော့အဲ့လိုမပြောဘဲနဲ့ယုံကြည်သူကျွန်မဒီတိုက်ရိုက်ပြီးတော့တန်ရှင်းသောဝိညာဉ်တော်အဖြစ်အိမ်မက်ယူပါယုံပေးပြီးသားပေးနေစေပေးပြီးသားဖြစ်တယ်ဟာလေလုယာပထမအိမ်မက်အကြောင်းကိုပြောရအောင်အိမ်မက်ဒီအိမ်မက်အိတ်တဲ့ချိန်မှာအိမ်မက်တိုင်းဒီဘုရားပြောတဲ့စကားမဟုတ်ဘူးအဲ့တော့ကနည်းနားလေစေချင်ပါတယ်အိမ်မက်ဆိုတာကအများအပြည့်ကိုဝါဒနာတနေ့တာလုံးစဉ်းစားတဲ့တွေးတောတဲ့အရာကိုညအိတ်တဲ့အချိန်မှာပြန်ပြီးတော့အိမ်မက်မှာမြင်လို့ရပါတယ်ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ပေါ်ပြတဲ့ပေးတဲ့အိမ်မက်ကတော့ဘယ်လောက်ပဲကြာမေ့လို့မရဘူးထိုအိမ်မက်ဒီထူးခြားသောအိမ်မက်ဖြစ်တယ်ထိုအိမ်မက်ဒီအိမ်မက်ပေါင်းများစွာထက်ကရှားနာသောအိမ်မက်ဖြစ်တယ်ဘုရားပေးတဲ့အိမ်မက်ကဘယ်တော့မှမပြောင်းနိုင်ဘူးဘယ်လောက်ပဲကြာပြန်ပြီးတော့အတွေးထဲမှာပေါ်ပြီးတော့အဲ့လိုတစ်ခါမြင်ဘူးသလိုပဲအဲ့ဒီနေရာတစ်ခါရောက်ဘူးသလိုပဲကျွန်မအဲ့ဒါရောက်ဘူးသလိုပဲတွေ့ဘူးသလိုပဲအဲ့ဒါကတွေ့ဘူးတာမဟုတ်ဘူးဒီရဲ့ကျွန်မရဲ့အသက်တာထဲမှာအိမ်မက်ထဲမှာဟိုးတုန်းကလားမကြသေးခင်ကလားဘုရားကအိမ်မက်ယူပါယုံမှာစကားပြောတာဖြစ်တယ်နော်အများအပြည့်ဆင်ခြင်ပြီးတော့တတိပေးခြင်းပါတယ်အိမ်မက်တိုင်းကိုဘုရားကစကားပြောတာမဟုတ်ဘူးအဲ့ဒီနေရာလေးမှာဘုရားပေးတဲ့အိမ်မက်ကတော့ဘယ်လောက်ပဲကြာပျောက်မှာမဟုတ်ဘူးတကယ်ဘုရားပေးတဲ့အိမ်မက်ကိုတော့မပြည့်စုံမီမပျောက်နိုင်ဘူးပြည့်စုံကိုပြည့်စုံရမယ်ဟာလေလုယာအိမ်မက်ဆိုတာဒီဘုရားကစကားပြောနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်တယ်
ဟိုးကျွန်တော်မကြသေးက1990ပတ်ဝန်းကျင်မှာဟိုးအဲ့ဒီခက်တော့မှာကရင်ပြည်နေမှာတဲ့ဘာဘူးမွန်ပြည်နေမှာကျွန်တော်ဖက်ကလူ2ယောက်အဲ့ဒီမှာတွားပြီးတော့အကြောင်းတက်ရတယ်အဲ့ဒီခက်မှာတခြားပြည်နေမှာကျွန်တော်ရိုင်ကုန်လောက်မှာအဲ့ဒီကျောင်းစေတန်းကျောင်းတက်ဖို့မလွယ်ဘူးအဲ့ဒါကျွန်တော်ဖက်ကလူ2ယောက်အဲ့ဒီမှာတွားတက်သူတို့ကညီကိုဖြစ်တယ်တဲ့ဒါပေမဲ့တဲ့ဒီနေ့တော့လုံးဝသူတို့2ယောက်ကပိုက်ဆံလည်းမရှိတော့ဘူးတဲ့တုံးဖို့ဘာမှမရှိတော့ဒီနေ့အိတ်တဲ့အချိန်မှာသူတို့2ယောက်ဒီ10နာရီထိအိတ်ကြတယ်တဲ့သူ့ညီလေးကအရင်ထားပြီးတော့သူ့အကိုကိုပြောလိုက်တယ်တဲ့အကိုရဲ့ထားတော့ဒီမှာ10နာရီရောက်ပြီသူနဲ့လည်းကုန်ထားပြီထားတော့ဆိုပြီးတော့သူ့ညီကသူ့အကိုကိုနှိုးလိုက်တယ်တဲ့သူ့အကိုကမထားချင်ဘူးအိတ်အောင်မယ်မနှိုးနဲ့အဲ့လိုပြောလိုက်ဘာဖြစ်လို့လဲသူ့ကိုကလည်းမထားချင်ဘူးဘလောက်ပဲရှိမထားဘူးဒီနေ့ပိုက်ဆံလည်းမရှိတော့လက်ဖက်ရည်လည်းတောက်ဖို့ပိုက်ဆံမရှိတော့အိမ်အောင်မယ်တဲ့ဘာဆိုင်လဲမြန်ထားပါမဟုတ်ဘူးအိမ်မက်မှာ9မက်အောင်မယ်တဲ့မလို့ရှင်သေးဘူးအိမ်မက်မှာ9မက်အောင်မယ်တဲ့ငါပြောချင်တာကကျွန်တော်အိမ်မက်ထဲမှာ9သိမ့်လိုက်ရင်9မက်လိုက်ရင်အများအပြည့်ပိုက်ဆံလိုပဲတခါတည်းမြင်ပြီလေနော်ပြောချင်တာကအဲ့ဒါကသူ့ဟာသူပိုက်ဆံမရှိတော့အိမ်မက်ချင်တာတခါကျွန်တော်တို့ကအသွေးများတဲ့ကိုယ်ဝါဒနာစတဲ့အများအဖြစ်တာအိမ်မက်မှာတွေ့တဲ့မြင်တဲ့အချိန်မက်တဲ့အချိန်မှာအဲ့ဒါတခါဘုရားစကားပြောတာမဟုတ်ဘူးနော်ပြောပြီးသားဖြစ်တယ်ဘုရားပေးတဲ့အိမ်မက်ကတော့လုံးဝမပြောင်းနိုင်ဘူးဘယ်လောက်ပဲကြာပြန်ပြီးတော့အတွေးတွေမှာပေါ်လာတယ်လို့ပဲအားလုံးကိုဘုရားရှင်နားလေခွင့်ပေးပါစေအဲ့ဒီနေရာလေးမှာယူပါယုံဆိုတာကအတူတူပါပဲဒါပေမဲ့အင်္ဂလိပ်လိုက vision လို့ခေါ်တယ်အဲ့ဒါလေအိမ်မက်ပဲပန်းတိုင်ပဲ goal အဲ့ဒါလေပန်းတိုင်ပဲအမှဆိုရင်တော့အဲ့ဒါ vision အများအပြည့်အဲ့ဒါခုခက်မှဆိုရင်ခက်စားတဲ့အင်္ဂလိပ်စကားဖြစ်တယ် vision ဘယ်သူမှနားမလည်နဲ့ vision တို့မတူပြီးမှဆိုရင်အဖွားကကောင်းတည်တယ်နော် vision ကျမ vision တွေ့တယ်နော် vision မြင်တယ်တဲ့ဒီနေ့တော့ကျွန်တော်မတူပြီးမှဆူတောင်းပွဲကြီးလုပ်လိုက်တော့အဖွားကြီးကသူဟင်းညောင်းတာနဲ့တအားမောလို့သူဆူတောင်းလာတဲ့အချိန်မှာတခါတည်းအိပ်ပျော်ပလိုက်တာဒါနဲ့ဟိုပါစတာကလည်းဟိုအဖွားခုနမျက်စိမိတ်တဲ့အချိန်မှာဘာ vision မြင်တယ်တခါတည်းမေးလိုက်တယ်သူကလည်း vision ကိုတိတ်မပြောတတ်တော့ဟုတ်ပါတယ်ခုနပါစတာရဲ့ကျမ mixing တွေ့ပါတယ်နော် vision ဆိုတာလေ mixing တွေ့ပါတယ်တဲ့ပါစတာကလည်းမှန်တယ်လေခုနမျက်စိရင်းတော့မြင်တာလေ vision လား mixing လားအမှန်နဲ့သူက vision မဟုတ်ဘူး mixing ပြတော့တွေ့တာသူဘလို့ပြောတယ်လဲဆိုရင်မတူလို့ခုနကျမ mixing တဲ့အချိန်မှာဘတူဘန်းလာဒင်းလားဘတူဘန်းလာတာအဲ့ဒါက vision မဟုတ်ဘူးအဲ့ဒါ mixing ဖြစ်တယ်တခါကျွန်တော်တို့က mixing ကိုလည်းနားမလဲ vision ကိုလည်းနားမလဲအမှန်စင်ဖျားက vision ပြေးတာကလုံးဝမပြောင်းနိုင်ဘူးမပြည့်စုံမီအဲ့ဒါလုံးဝမပြောင်းနိုင်ဘူးကျွန်တော်ပြောချင်တာကခုခက်မှလေဓမ္မဟောင်းခက်ပါတဲ့သင်ပြေတော့ဖျားကအမေယူပါယုံပေးမယ်အခုအတင်းတော်ခက်ကာလတန်ရှင်းတော့ဝိညာဉ်တော်ခက်ကာလမှာတော့ကျွန်မဒီဖျားကအိမ်မက်ယူပါယုံမှာစကားပြောရှင်ပါတယ်ပြောနေတော့ဖြစ်တယ်ပြောနေစေဖြစ်တယ်ပြောအောင်မယ်ဖြစ်တယ်ဟာလေလုယာဒါဆိုရင်အဲ့ဒီအိမ်မက်အကြောင်းအဲ့ဒီဓမ္မဟောင်းထဲမှာခဏလေးကြည့်ရအောင်ခုနပတ်တဲ့ကဘာဥစ္စာခန်းစဉ်28အငယ်30ကိုခဏကြည့်ရအောင်ယာကုပ်ဒီပါရာရှေဘရွာကိုထွက်ပြီးတော့ခါရံပြည်သို့သူခရီးသွားစဉ်တွင်သူ့အကိုကိုလှည့်ဖြားပြီးတော့သူဒီထွက်ပြေးတဲ့အချိန်မှာပါရာရှေဘရွာထွက်ပြေးပြီးတော့ခါရံပြည်သူရောက်တဲ့အချိန်မှာသူလမ်းသွက်မှာအိမ်နေဟုအကြံရှိပြီးတော့မိုးချုပ်တော့ကြောင့်သူလမ်းသွက်မှာတစုံတစ်ခုတွန်းနေရတဲ့သူတင်နားပြီးတော့အိတ်ဖို့သူအစီအစဉ်လုပ်ခဲ့ပါတယ်တဲ့ဒါမဲ့သူမအိတ်ခင်လေးမှာသူဘာလုပ်တယ်လဲသူအိတ်တော့မဆိုတဲ့အချိန်မှာသူကကြောက်ကိုယူပြီးတော့သူကကောင်းအောင်အတွက်လုပ်ပြီးတော့ကြောက်ကိုကောင်းအောင်အနေအုံးပြီးတော့သူအိတ်ပျော်လိုက်တယ်ဟာလေလုယာသူဒီကြောက်ကိုကောင်းအောင်ဖြစ်လုပ်တဲ့အတွက်သူဒီအိမ်မက်မှာကောင်းကင်မှာငါသူကိုအိမ်မက်ယူပါယုံပေးလိုက်တယ်တဲ့ကောင်းတော့အိမ်မက်ပေးလိုက်တယ်တဲ့ဘာကြောင့်လဲသူဒီ
ကြောက်အားဖြစ်သူဒီကောင်းအောင်နဲ့အတွက်ဘုရားရဲ့ကောင်းကင်နမန်ကယာကုပ်ရဲ့အိမ်မက်ယူပါယုံမှာကောင်းဘုရားကကောင်းကြီးမင်္ဂလာဖြစ်စေတဲ့အိမ်မက်ယူပါယုံပေးလိုက်တယ်အဲ့ဒါကပထမကောရိန္သုအခန်းကြီး30အငယ်လေးမှာဘယ်လိုလဲဤကြောက်ကခရစ်တော်ဖြစ်သည်ယာကုပ်ရဲ့ကောင်းအောင်ဒီဘာဖြစ်တယ်လဲခရစ်တော်ဖြစ်သည်ဤကြောက်ကခရစ်တော်ဖြစ်သည်ယာကုပ်ကလှုပ်တယ်သူ့ရဲ့ကောင်းအောင်ကြောက်ပြီးခရစ်တော်ကိုပုံဆောင်တယ်ကျမ်းစာထဲမှာကကြောက်ဆိုရင်အများအားဖြင့်ခရစ်တော်ကိုပုံဆောင်တယ်ဟာလေလုယာနမနိစာလံကျမ်း95တိနေ့မှာလာကြထာဝရဘုရားကိုရှင်လန်းစွာတခြင်းဆူကြကုန်အပ်ငါတို့ကေတင်ရှင်တို့ရောက်သောကြောက်ကိုကျူးအစ်ကြကုန်အပ်ငါတို့ကေတင်ရှင်တို့ရောက်စေသောကြောက်ကိုကျူးအစ်ကြကုန်အပ်ဘာဖြစ်လို့ကြောက်ကိုကျူးအစ်မှာလဲဘာဖြစ်လို့ကြောက်ကိုရှင်းမွမ်းမှာလဲအဲ့ဒါခရစ်တော်ကိုပြောတာဟာလေလုယာငါတို့ကိုကေတင်တော်မူသောဤကြောက်ဤခရစ်တော်ကိုရှင်းမွမ်းကြကုန်အပ်ရှင်လန်းစွာတခြင်းဆိုပြီးတော့ဤကြောက်ကိုကျူးအစ်ကြမယ်ကြွေးကြော်ကြမယ်အော်ဟစ်ပြီးတော့ရှင်းမွမ်းကြမယ်ကြောက်ဆိုတာကခရစ်တော်ကိုပုံဆောင်တာဖြစ်တယ်ယာကုပ်ရဲ့ကောင်းအောင်ဒီကြောက်ဒီယာကုပ်ဒီခရစ်တော်ကိုကောင်းအောင်ဖြစ်လုပ်တဲ့သူဒီအဲ့နဲ့ကောင်းမဲ့ရတယ်ကျွန်တော်လူငယ်မင်းများလူကြီးမင်းများအားလုံးကိုအဲ့တဲ့ချိန်မှာကြောက်အားဖြင့်ယေရှုအားဖြင့်အတူအဲ့ရအောင်ယေရှုနဲ့အတူအိမ်မသာကျွန်တော်တို့လွတ်မြောက်ခြင်းရမှာဖြစ်တယ်အမက်ယူပါရောကောင်းကောင်းရမှာဖြစ်တယ်ကျွန်တော်အဲ့ဒီချိန်ဘာနဲ့ကောင်းအောင်တယ်လေဟိုဟာပါရနဲ့မြတ်လို့တလားအဲ့ဒါအန္တရာယ်ရှိတယ်နော်ယေရှုနဲ့သူအိမ်ပါယေရှုကိုကောင်းအောင်ဖြစ်ထားလိုက်ရင်တော့အမက်ယူပါရောကောင်းကောင်းရမှာမဲ့မှာဖြစ်တယ်ဟာလေလုယာကျွန်တော်ဖျားတည်တယ်ကိုယ့်ဟာကိုတည်တယ်ဘာနဲ့ကောင်းအောင်တယ်လေဟိုဟာဘာယာနဲ့အောင်တလားဟိုဟာဘာယာကိုအခဏလေးပမာလို့ပြောရအောင်ဟိုဟာဘာယာမတိရှာဘူးနော်ဟိုဟာဘာယာနဲ့ဆိုတာသုံးခါလို့ပြောရအောင်1 2 3ဟိုဟာဘာယာနဲ့မအိမ်နဲ့ဟာလေလုယာတကယ်ရှင်းကိုပြောလိုက်မှာမအိမ်နဲ့ဟာလေလုယာပြောရအောင်မအိမ်နဲ့ကြောက်နဲ့သူအိပ်ပါယေရှုနဲ့သူကောင်းအောင်ထားပြီးတော့ယေရှုနဲ့အိပ်လိုက်ပါဒါဆိုရင်အိပ်မဲ့ကောင်းမှာဖြစ်တယ်ဟာလေလုယာကျမတော့မလို့ဆိုရင်တော့ကျမတော့ဘာနဲ့ကောင်းအောင်လည်းမသိဘူးနော်ကျွန်တော်ရွာမှာနေမှာစင်ကောင်းအောင်ဆွနဲ့အမဖြူလေးနဲ့ဆောင်ကတော့အယောမျိုးနဲ့ကောင်းအောင်ကိုတော့ဖြူလေးနဲ့အဲ့ဒီကောင်းအောင်ဆွပမှာပါရေးတယ်လေ lucky တဲ့ good luck တဲ့တချို့ရေးပြန်တဲ့တော့ကြိုဆိုပါ၏တချို့ရေးပြန်တဲ့ warmly welcome မလိုဘူးအဲ့ဒါယေရှုမဟုတ်ဘူးတချို့ကတွေ့ခဲ့ဘူးတော့ကျွန်တော်ရွာနာမည်မပြောဘူးဒီမှာလူရှိတယ်အဲ့ဒီရွာမှာအဲ့ဒီကောင်းအောင်တွေ့လိုက်တော့အဲ့ဒီကောင်းအောင်စပေါ်မှာလေအတင်းလုံးပုံသူအဲ့လိုလုပ်ပြီးတော့အဲ့ဒီအတင်းလုံးကိုအလေတိမဓာတ်နဲ့ထိုးခိုင်းတာဒါဘာလို့ပြင်လဲမသိဘူးအခုချိန်မမေးဘူးအမပြပြတယ်အတင်းလုံးဆွဲပြီးတဲ့အဲ့ဒါကလာကောင်းပါတယ်အဲ့ဒါကိုဓာတ်နဲ့အထီးမထုပလိုက်တော့ဒါလည်းအဲ့လိုဖြစ်တော့အတင်းလုံးကအိုးအလေတိမကောင်းဘူးတော့အဲ့ဒါမျိုးတွေနောက်ပြောချင်တာကအဲ့ဒီကောင်းအောင်ပေါ်ဒီမှာလေအမျိုးဆွဲထားရရှိပါတယ်ကျွန်တော်ပြောချင်တာကယာကုပ်ရဲ့ကောင်းအောင်ဒီကြောက်ဖြစ်တယ်လို့ကျွန်တော်ရဲ့ကောင်းအောင်ဒီခရစ်တော်ဖြစ်ပါစေအီမန်နူအဲလ်ကြောက်နေကျွန်တော်အတူအိပ်ဖို့အိပ်လိုက်ရင်ဘုရားကကောင်းကောင်းအိပ်မဲ့ယူပါယုံပေးမှာဖြစ်ပါတယ်တရားဟောရတဲ့ခန်းကြီး6ငယ်6ခွန်း7ကိုမှဆိုရင်ထိုစကားကိုတင်တို့သားသမီးတို့တင်ဣသားသမီးများကိုကြိုးစား၍တင်ရမယ်ခရီးသွားခြင်းဖြစ်စေအိပ်ခြင်းဖြစ်စေထိုင်လျက်နေခြင်းဖြစ်စေထိုစကားကိုပဲပြောရမယ်ထိုစကားကိုတင်၏လက္ခဏာပေါ်မှာတက်တဲ့ဖြစ်ဖို့ရရေးထားရမယ်ထိုစကားကိုမြုပ်တကားအိမ်တကားတို့၌ရေးထားရမယ်တင်၏မျက်စိကြားမှာတင်းချစ်ကဲတော့လကောင်ရှိထားရမယ်ကျွန်တော်တို့မျက်စိထဲမှာအမိုက်ဆက်တစ်ခုလေးဝင်တဲ့အချိန်မှာမနေတတ်မခံနိုင်လို့ပဲဖခင်ရဲ့နှုတ်ကပတ်တော်ထိုစကားကိုပဲထားရမယ်လက္ခဏာလက်ဖမိုးလက်ဖွားပေါ်မှာလဲ
ထိုစကားကိုပဲရေးရမယ်ထိုစကားဆိုတာကဤကြောက်ကိုပြောတာဖြစ်တယ်ထိုစကားဆိုတာကဤဒီနှုတ်ကပတ်တော်ကိုပြောတာဖြစ်တယ်ဟာလေလုယာကျွန်တော်လက်ဘဝကိုကြည်လိုက်လက်ဖမိုးကိုကြည်လိုက်ဒီမှာတော့မသိတော့ဘလံပီမှာတော့များတယ်ဒီမှာကမဟုတ်ဆိုတတ်တီမာဆိုင်လေးဒီမှာမဟုတ်ဆိုတတ်တီသူကတော့တည်တယ်စစ်ပြန်မဟုတ်ဆိုတတ်တီဝမ်ရောင်းမှာဝမ်နဲ့ရှာတော့မနိုင်ဘူးမုံဆိုတတိဖြစ်ပြမယ်မနိုင်ဘူးလူကမနိုင်ဘူးဘလံပီလူအလုံးကြီးမှာပါဒီမှာမုံဆိုတတိပါဆိုင်လေရာနော်တချို့ဆိုရင်လေဒီမှာက love love မဖတ်တတ်တော့လိုဝေတွားပြန်ပြီးအော်အများကြီးပဲနော်အဲ့ဒါဘုရားရုပ်ပတ်တော့သူစကားကိုတင်ရဲ့လက္ခဏာဖြစ်ဖို့ရတက်တဲ့ဖြစ်ဖို့ရလက်ဖမိုးပေါ်မှာရေးထားပါတဲ့ပြောချင်တာကဓမ္မဟောင်းမှာတော့မြုပ်တကအိမ်တကလက်ဖမိုးတို့မှာရေးထားပြင်မဲ့အခုအတင်းတော်ခက်မှာတန်ရှင်းတော့ဝိတော်ခက်မှာဒီမှာရေးဖို့မဟုတ်ဘူးနှလုံးပြားပေါ်မှာရေးဖို့ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကောရိန္သုပထမမာအခန်းကြီး3အငယ်3မှာစာရွက်ပေါ်မှာရေးထားတဲ့စာမဟုတ်တော့ဘူးတဲ့ကျောက်ပေါ်မှာရေးထားတဲ့စာလည်းမဟုတ်ဘူးကျွန်တော်ဒီမှာရဲ့နှလုံးပြားပေါ်မှာတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ရေးပြီးသားရေးထားတော်စာဖြစ်သည်ဟာလေလုယာနှလုံးပြားပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ခက်မှာရေးသားပြီးသားဖြစ်တယ်စာရမ်ဒုံကတေနောနီလင်တောဆောဝတေနောနီလုံဝိစာရမ်ကနီနှလုံးပြားပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ကရေးပြီးသားစာကိုပဲဖျားလို့တော့ရှိတယ်စာရွက်ပေါ်မှာကရေဆိုရင်တော့ပျောက်တတ်တယ်လေကြောက်ပေါ်မှာလည်းမိုးချုံလိုက်ရင်မိုးချင်းလိုက်ရင်တော့အဲ့ဒါကမိုးချုံပြင်းတော့ကွဲတတ်တယ်ပျောက်တတ်တယ်ဒါပေမဲ့နှလုံးပြားပေါ်မှာတန်ရှင်းသောဝိညာဉ်တော်ရေးထားသောစာသည်ဒီမြေဒီခန္ဓာတည်ပဲမဲ့အိုးတည်ပဲမဲ့အထေဝိညာဉ်သည်သူ့ရဲ့ပိုင်စဉ်ဘုရားထံပြန်သွားမှာဖြစ်တယ်အဲ့ဒါကနှလုံးပြားပေါ်မှာရေးထားသောစာဖြစ်တယ်မြုပ်တကားမှအိမ်တကားမှရေးရမယ်တဲ့ကျွန်တော် gospel သွားတော့ဟိုး diet မှာကျွန်တော်တကားတွေးလိုက်တယ်အဲ့ဒါသူကယေရှုခရစ်တော်တင်းဖြစ်တယ်သူကအိမ်ဆောက်လိုက်တော့ပြင်ထောင်အစ်စ်လေးပဲတိုင်ကနေဟိုးပေါ်ဒီတမ်းပိုက်ပဲနော်အဲ့ဒီဒံမလည်းတမ်းပိုက်အပြည့်ပဲဒံကဘာလို့မရှိဘူးလေဒံမလည်းဟိုရောမခန်းကြည့်တဲ့အပြည့်ပဲသူကယေရှုခရစ်ယုံကြည်သူများတင်းဆိုတော့လေတခါတွေ့တယ်နော်ဒါမဲ့ကျမ်းစာနဲ့ကြိုက်တယ်မြုပ်တကားမှာအိမ်တကားမှာရေးရမယ်အမလေးကျွန်တော်တို့ရွာမှာဆိုရင်တော့အများဆုံးမလန်ပြေးမတွေ့တာလက်စင်းမတွေ့တယ်အမေပြောတော့မယ်မထိန်နိုင်ဘူးဝမ်ကိုင်းမတွေ့တယ်ဟုတ်ဘူးအဲ့ဒီအိမ်တကားပေါက်လေးမှာလေမာရေးထားတယ်လေလူမရှိရင်မဝင်ရဘဝမလို့ဘူးအဲ့ဒါဒီဘာလို့မှလဲရှိသေးတယ်ပါလေတင်ကောင်းရင်ကျွန်တော်မဆိုးပါအမဲလေအဲ့ဒါမထိုင်ပွေးမှာတွေ့တာနော်ပြီးတော့တွေ့ပြန်သေးတယ်လူတာလာပါပြဿနာမခေါ်နဲ့ပါဆိုင်လေတော့ပါဒီမြုပ်တကားမှအိမ်တကားမှဒါတွေရေးရမှာလားဒါစနေနေ့တိုးတက်မှုရှိတယ်ပေလီကျေးရွာမှာဆိုရင်တော့ဝါမလီ welcome အိုးတော်လည်းတော့မဝါမလီဘူးမကြိုးစိုးဘူးဘာကြရောက်လိုက်တော့ဗာတွေ့ပြန်တယ်လေဆိုရင်တော့နှက်ရှော့ပါဘာဆိုင်လဲမပြောရင်လည်းရှော့မာလေဖက်ကဘာဆိုင်လဲတာအဲ့လိုအိမ်တကားမှာမြုပ်တကားမှာထိုစကားကိုပဲဤစကားကိုပဲရေးရမယ်ဟာလေလုယာယူဟာခဏလေးတတိယရအောင်လူမရှိလေမဝင်ရအိမ်သေးဘာမှမရှိဘူးဘောဟောင်းပဲရှိတယ်နော်အဲ့ဒါဒီဟုတ်ပြီခဏလေးပြန်ပြီးတော့ဆက်ရအောင်ယာကုပ်ဒီကြောက်အားဖြင့်ကြောက်နေသူဒီကောင်းအောင်တဲ့သူမအဲ့နဲ့ကောင်းမြင်ရတယ်နော်ဤကြောက်ဒီခရစ်တော်ကိုပုံဆောင်တာဖြစ်တယ်ဒါနဲ့ဆက်ပြီးကြည့်ရအငယ်ဆက်မြင့်ပါလေမြင်ညတော့အိမ်မက်ခုမူကဘာကြောင့်လဲကြောက်နေသူကောင်းအောင်လိုက်တော့ကောင်းကင်နမန်ကအိမ်မက်ယူပါယုံပေးလိုက်တယ်မြင်ညတော့အိမ်မက်ခုမူကခေကားထောင်လျက်အဖျားဒီမိုးကောင်းကင်တို့မြင်၏ဘုရားရဲ့ကောင်းကင်နမန်အထူးထေကားဖြစ်ဆင်းလျက်တက်လျက်ဒီကိုယာကုပ်မြင်တော်မူ၏အဲ့ဒီကောင်းကင်နမန်ကငါဒီအာဗြဟံဖျားယာကုပ်ဖျားဣဆက်ဖျားဖြစ်သည်ဟုထာဝရဣဆက်ဖျားသည်ဟုတော့ဖျားခင်ဖြစ်ထာဝရဖျားဖြစ်၏ယာကုပ်ဒီအိတ်တော်မြေသည်
တင်အိတ်တော်မြေသည်တင်ဤအမျိုးအနွယ်အားငါပေးမည်အဲ့ဒါကသူ့ရဲ့အိမ်မက်ကောင်းတာနော်ဘုရားကအိမ်မက်ယူပါကောင်းကောင်းပေးတာအခုတင်အိတ်နေတော်မြေသည်ငါကောင်းကြီးပေးမယ်ဟာလေလုယာအခုကျွန်တော်ဒီမှာထိုင်နေသောနေရာသည်ဘုရားကောင်းကြီးပေးမယ်အခုကျွန်တော်ဒီမှာအိတ်နေတဲ့နေရာသည်ဘုရားကောင်းကြီးပေးမယ်အဲ့ဒါလည်းကောင်းမဟုတ်ဘူးဒါနဲ့ဘယ်လိုကောင်းကြီးပေးမှလဲယေရှုနဲ့အတူအိမ်မှာတကောင်းကြီးပေးမှဖြစ်တယ်ဟိုဟာပါရတဲ့သူအိမ်ရင်တော့ကောင်းကြီးလာမှာမဟုတ်ဘူးနော်အားလုံးနားလည်ပြီးသားဖြစ်တယ်နံပါတ်2ဒီအမျိုးနွယ်အားမြင်ဖို့ကဲ့သို့ငါများပြားစေမယ်ဘာကြောင့်လဲသူကြောက်အားဖြင့်ခရစ်တော်အားဖြင့်သူအိတ်တဲ့အချိန်မှာသူဒီအမျိုးနွယ်အမြင်ဖို့ကဲ့သို့ငါများပြားစေမယ်နံပါတ်3အရှိအနောက်တောင်မြောက်လေးမျက်နှာအရက်တုံ၌တင်တို့အမျိုးဒီနှံ့ပြားစေမယ်ကြော်စောစေမယ်ချင်းရှားစေမယ်ဟာလေလုယာအဲ့ဒါကအမက်နော်အမက်ယူပါယောနော်ဘာကြောင့်လဲကြောက်အားဖြင့်သူကောင်းအောင်လုပ်တဲ့အတွက်ရှိသေးတယ်တင်နဲ့တင်အမျိုးနွယ်အားတင်နဲ့တင်အမျိုးနွယ်အားဖြင့်လူမျိုးအပေါင်းတို့ဒီကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ကျွန်တော်ကျမအားဖြင့်သူများနိုင်ငံရောက်တဲ့နေရာကဘုရားကောင်းကြီးဖြစ်စေခြင်းတယ်ဟယ်လိုပြီးတော့ဆက်ကြည့်မယ်ခုနဖတ်သွားတယ်ဒါမကသေးဘူးယာကုပ်အဲ့မကောင်းကောင်းမက်ဆေ့တယ်တင်းဒီငါဒီတင့်ဘက်မှရှိမည်တင်းသွားလေရာ၌ငါဆောင်မမည်ဤပြည်တို့တပံငါဆောင်ခဲ့အောင်မည်ဂတိထားသည့်အတိုင်းမပြည့်စုံမြတင့်ကုန်ငါမစိုးဒီမလေးရှားမှာခက်တခဏယာယီနေတဲ့အချိန်မှာကျွန်တော်ဒီမှာဒီဘုရားနဲ့သခင်ယေရှုနဲ့ဤကြောင့်နဲ့အတူအိတ်တယ်ဆိုရင်ကျွန်တော်ဒီမှာဘုရားသခင်ပေးထားတဲ့ကျွန်တော်ဒီမှာရဲ့ဂတိဘုရားရဲ့ဂတိသစ္စာဒီမပြည့်စုံမီဘုရားကမစွန့်ဘူးဘာဂတိလဲအမျိုးမျိုးရှိတယ်နော်ဒီတော့ရဲ့ယူပါယုံပန်းနိုင်အမျိုးမျိုးဒီဘုရားကမစွန့်ပြစ်ဘူးအချိန်တန်လာရင်ဘုရားကပြည့်စုံလာမှာဖြစ်တယ်ဟာလေလုယာဂတိထားတဲ့အတိုင်းမပြည့်စုံမီအစပ်ခံကြရကိုက်ပတင်နမီကန်ဟွတ်နော်นั่งทางไงลงอ่ะนู่นป้าลงอ่ะลงก็กึกเปียลงนั่งเด็กเฮือนไม่สิเดงาดีติ่งกูมาส่วนบูไงดังพยามาส่วนบูพยากังมังเงินเปบูเปียลงเฮือนไม่สิเดอนุป้าลงอ่ะทางไงลงอ่ะเปียกึกลงไกของเฮือนไม่สิเดเดี๋ยวประเทศเราแต่นั่งด้วยกันเฮือนเหมือนนี้น้ำมันของอ้อยกันที่โยเทียนน้ำอ้อยแต่อาศัพพันคุยนั่งด้วยกันเฮือนหน่อมือนั่งด้วยกันหินหน่อมือนั่งด้วยกันเป็ดหน่อมือประเทศนี้ก็นำหอนเสยาเกาดีตัวเอ็นเมกองแม่พี่รอยาเกาดีไอ้เปียยามาโนปีลินอ๋ออียาดีอาชาเนี่ยมหกบาลาไอ้เมกองเดสุรพยากสกาเปียวเดเอ็นเนยูไปยังกองเปเดเนี่ยสุยนออียกาอเบมยาเราเจ้าแม่ตัวพิตกาอียกาอาชามหกพยาตะเกียบงเบกมันพยาตะเกียกองเกณฑ์ตะกาวะพิติหูเจ้ายุนเชนโตยาวเวโซเลอีเนียเดลกามหกบูกองจีมิงลาชิโตเนียอาชามหกบูกองเกณฑ์ตะกาวะนามานิพยาตะเกียเบกมันဒါနဲ့ယာကုပ်ဒီအိမ်မက်ဘာလဲအိပ်ပြောရမှာနှိုးပြီးတော့ကြောက်ကိုယူပြီးတော့ကြောက်ကိုစိုက်ပြီးတော့စီလောင်းလိုက်တယ်စီလောင်းပြီးတော့နာမည်မြေလိုက်တယ်ဤနေရာသည်ဘက်တတေလဟုနာမည်ပေးလေ၏အင်္ဂလိပ်လိုဂရိလို့ဆိုရင်တော့ Bethel လို့ပြောတယ် Bethel ဆိုတာက Base ဆိုတာကဖျား Tel ဆိုတာကအိမ်ဖျားရဲ့အိမ်ဤနေရာသည်ဖျားရဲ့အိမ်ဖြစ်တယ်။ဒါနဲ့ကောရိန္သုပထမ36မှာတော့ကျွန်တော်နဲ့တင်နဲ့ကျွန်တော်ဒီဘုရားသခင်တန်ရှင်သောဝိညာဉ်တော်ကျင်းဝတ်နေသောဖျားရဲ့ဗိဗ္ဗံတော်ဖြစ်တယ်။ဤဗိမာန်ကိုထိုဗိမာန်ကိုဖျက်ဆီးတော်သူသည်ငါကိုယ်တိုင်ဖျက်ဆီးမယ်။အဲ့ဒါကအများအပြည့်လူငယ်ဒီအတွက်ပြောရှင်ပါတယ်။လူငယ်ဒီကျွန်တော်ကျမရဲ့အသက်တာဒီဘုရားသခင်ရဲ့ဗိဗ္ဗံတော်ဖြစ်တယ်။ကျွန်တော်ကျမအတင်းခမည်းကျွန်တော်ဖြည့်ဆည်းလိုက်ရင်ဘုရားကဖြည့်ဆည်းမှာဖြစ်တယ်နော်ဘုရားကဆုံးမမှာဖြစ်တယ်နော်ဘုရားရဲ့ဗိမာန်တော်ကိုတန်ရှင်းစေပါဒါကြောင့်ကောရိန္သုပထမအခန်းကြီး3အငယ်9မှာဆိုရင်တော့တင်တို့ဒီဘုရားခင်ရဲ့ဥယျာဉ်တော်ဖြစ်သည်တင်တို့ဒီဘုရားခင်ရဲ့ကျောင်းတော်တိုက်ဖြစ်သည်ဘုရားရဲ့အိမ်ဖြစ်သည်ဘုရားရဲ့အိမ်မှာတော့ဘု
ရားရဲ့ပစ္စည်းဖရားရဲ့တစားပလာကိုပဲထေရမထစ်ထားရမယ်တိုရမယ်ဖရားအိမ်ဖြစ်တော့ကျွန်တော်ရဲ့ကိုယ်ခန္ဓာဒီဖရားရဲ့တစားပလာဖရားရဲ့ပစ္စည်းကိုပဲတိုထားရမယ်နော်စာတန်ရဲ့ပစ္စည်းတိုထားလိုက်ရင်အဲ့ဒါဖရားရဲ့ဗိမာန်ဖြစ်တဲ့အတွက်ဖရားကဖြည့်ဆည်းမှာဖြစ်တယ်ကျွန်တော်ဥပမာကောင်းကောင်းအင်္ဂလိပ်ဆောက်ပြရစီခမားလာပြီးတော့ပစိန်ယူပြီးတော့အင်္ဂုတခါတည်းခုတ်ပလိုက်ရင်တော့လုံးဝအကြိုက်မှာမဟုတ်ဘူးနော်ကျွန်တော်အိမ်ဖြစ်တဲ့အတွက်ဖရားရဲ့အိမ်ဒီခမားဖြည့်ဆည်းလိုက်ရင်ဖရားမကြိုက်ဘူးနော်ဘယ်လိုဖရားသခင်ရဲ့ဗိမာန်တော့ battle ဖရားရဲ့အိမ်ကျွန်တော်ဘယ်လိုဖြည့်ဆည်းတာလဲခဏခဏပြောပေးတာဖြစ်တယ်လူငယ်ဒီနောက်ဆုံးကျွန်တော်ပြန်ပြီးတော့ပြောပြန်ချင်တယ်ဖရားရဲ့ battle ဖရားရဲ့အိမ်ဆိုတာကလုံးဝမဖြည့်ဆည်းပါနဲ့ဖရားဖြည့်ဆည်းမှာအဲ့ဒါကတရားစီရင်ခြင်းဖြစ်တယ်နော်တကယ်ကြောက်ဖို့ကောင်းတယ်ဘယ်လိုဖရားသခင်ရဲ့ဗိမာန်တော့ကျွန်တော်ဖြည့်ဆည်းတယ်လဲဘယ်လိုဖြည့်ဆည်းတယ်လဲဟိုဟာပါရန်နဲ့မျိုးမျိုးအဖြစ်ဖရားရဲ့ဗိမာန်တော့ကိုမဖြည့်ဆည်းပါနဲ့ဖရားကတင်ကိုကျွန်တော်ကိုခမားကိုကျွန်တော်ကိုဖရားကဖြည့်ဆည်းမှာဖြစ်တယ်နော်အဲ့ဒါကြောက်ဖို့ကောင်းတယ်တင်ဒီကျွန်တော်ဒီဖရားရဲ့ဗိမာန် battle ဖြစ်တယ်ဖရားရဲ့အိမ်ဖြစ်တယ်ကျွန်တော်ညီမဒီဖရားကဖန်ဆင်းတဲ့အချိန်မှာပုံစံတိတိကျကျနဲ့ဖရားကဖန်ဆင်းပြတာဖြစ်တယ်နော်ဖန်ဆင်းတာဖြစ်တယ်နော်အဲ့ဒါကဖရားရဲ့အိမ်အတွက်ပါပစိုက်ရဲ့နှကောင်းရဲ့မျက်စိရဲ့နှကောင်းနားရဲ့စပင်းရဲ့စသဖြင့်ကိုခန္ဓာအားလုံးဒီဖရားရဲ့ဗိမာန်တော်ဖြစ်တယ်နော်အဲ့ဒါမဖြစ်စီပါနဲ့ဟုတ်ပြီခဏပြောပြီးသွားသလိုပဲဟာတလို့ဖြစ်တယ်မဲ့တကယ်အဲ့ဒါတကယ်ပြောတာဖြစ်တယ်နော်ဘုရားပေးတဲ့ကိုခန္ဓာအားလုံးဘုရားပေးတဲ့ပစတ်မျက်စိနှကောင်းစသဖြင့်ရဲ့ဘုရားရဲ့ဘုန်းတော်အတွက်အသုံးပြုလိုက်ပါဘုရားရဲ့ဘုန်းတော်ထင်ရှားစေဖို့အလုံးငါကျွန်တော်တို့ဘုရားကအလိုတော်ရှိတယ်ကျွန်တော်ကျမရဲ့နှကောင်းဒီဘုရားကဖန်ဆင်းတဲ့အချိန်မှာမိခိုးထွက်ဖို့ဘုရားဖန်ဆင်းတာမဟုတ်ဘူးလူငယ်ဒီကျွန်တော်နှကောင်းဒီဘုရားကမိခိုးထွက်ဖို့ဘုရားဖန်ဆင်းတာမဟုတ်ဘူးတကယ်လို့များဘုရားကကျွန်တော်နှကောင်းဒီမိခိုးထွက်ဖို့ဆိုရင်တော့ဆံကေရဲ့ exhaust ကိုတွားကြည့်လိုက်ကားရဲ့ exhaust pipe ကိုတွားကြည့်လိုက်မိခိုးထွက်ဖို့ဆိုရင်ဘုရားကယူပြီးတော့ဒီမှာချိတ်ထားမှာဖြစ်တယ်နော်ဘုရားကအကိုက်နဲ့အရပ်နဲ့ယတိကြနဲ့ဘုရားဖန်ဆင်းတာကသူ့ရဲ့ဘုန်းတော်ထင်ရှားစေဖို့ဖြစ်တယ်မိထားကိုကြည့်လိုက်ပြန်မှမိခိုးထွက်တယ်လေဟိုးအပေါ်မှာဘုရားကနှကောင်းကိုဒီခိုးထွက်ဖို့ဆိုရင်တော့ဒီမှာပဲဘုရားလုံးပါလေမိုးရွာရင်တော့ရေသားဝင်တော့ဟက်စီမာလန်ဆိုလို့မှာဘုရားကောင်းမြတ်တယ်အဲ့ဒါပေါက်ကလေးကိုလှမ်းပြီးတော့ဘုရားကစားတဲ့အချိန်မှာတခုခုအနက်အသက်ရှူပြီးတော့အနက်ကောင်းလားမကောင်းဘူးလားအဲ့ဒါအတွက်ပဲဘုရားကကိုခန္ဓာကိုဘုရားဖန်ဆင်းတာဖြစ်တယ်အဲ့ဒါကယောက်ျားဘက်မိန်းကလေးတွေဘက်ကအဲ့ဒီပစတ်ဒီကိုဘုရားကသမင်းစားဖို့ကိုသားသမီးကိုသမင်းပါလေသမင်းကြိတ်ပြီးတော့ကိုသားသမီးတွေကိုစားဖို့ကျွေးဖို့ဖြစ်တာဒီနေရာလေးကိုဟိုဟာပန်းရထိဖို့ဘုရားဖန်ဆင်းတာမဟုတ်ဘူးအဲ့ဒီနေရာမှာလိုက်ပြီးတော့ထိဖို့ပန်းရဘုရားဖန်ဆင်းလိုက်ရင်တော့ဘုရားကဒီမှာလွေအိတ်ကလေးဖန်ဆင်းမှာဖြစ်တယ်ဒီမှာတော့မရှိဘူးဟာလေလုယာယေရှုနာမပဲမရှိဘူးဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဘုရားဆိုတာကတန်ရှင်တယ်နော်တန်ရှင်မှာဘုရားကကောင်းချီးပေးမှာဖြစ်တယ်ဘောလကံဖြစ်ပြီးကဲတင်ချင်းရပြီဒါပေမဲ့အသက်တာပိုင်းမှာမတန်ရှင်းရင်တော့ဘုရားကဂတိထားတဲ့အတိုင်းပေးမှာမဟုတ်ဘူးကောင်းခြင်းမင်္ဂလာခံစားထိုက်တဲ့လောက်တင်းတဲ့လောက်ကျွန်တော်တို့ခံစားမှာမဟုတ်ဘူးနော်တချို့ကကဲတင်ချင်းရပြီးဘာမလို့ဘူးကြိုက်တယ်လို့မဲ့ပြမမဲ့ပြန်ပြီးတော့ခုနှစ်ကျင်လေးရင်လဲပြန်ထမယ်မလို့ဘူးဆိုပြီးတော့အမျိုးမျိုးအယူဝါဒကွဲပေမဲ့ဒီနေ့အားပေးခြင်းပါတယ်တတိပေးခြင်းပါတယ်သခင်ယေရှုကစမားတဲ့အမျိုးသမီးကိုနောက်တစ်ဖန်အဲ့လိုပြမှာပါနဲ့38နှစ်လုံးအဲ့ဒီဘက်သက်စတာရေကာမှာသူကြားမရသူလဲနောက်တစ်ဖန်ဒုစရိုက်ကိုမပြုနဲ့ပြန်ပြုလိုက်ရင်တော့ပထမတက်ပို့ပြီးတော့ယောဂအစတော့ယောဂပြန်ကြုံမှာဖြစ်တယ်သူပြောချင်တာကကယ်တင်ခြင်းရပြီးတော့သူရဲ့တက်တာဒီပြန်ပြီးတော့အပြစ်လို့ဖို့ဘုရားလိုတော့မရှိဘူးနော်တန်ရှင်းပါရမီတန်ရှင်းတော့အသက်တာမှာဘုရားကဆက်ပြီးတော့တွားလိုက်ရင်ကျွန်တော်ပန်းနိုင်ယူပါယုံအဲ့မဲ့ယူပါယုံကိုအယောက်ဘုရားကပုံဆောင်မှာဖြစ်တယ်ကာနန်ပြည်ကိုအယောက်ဘုရားကပုံဆောင်မှာဖြစ်တယ်ဟာလေလုယာဒီနေ့လူငယ်အစဉ်ဖြစ်တဲ့အတွက်လူငယ်ဒီဘုရားကရွေးချယ်ပိုင်ခွင့်ပေးတယ်ကြိုက်လို့နေပါကြိုက်လို့လုပ်လို့ရတယ်ဘုရားကရွေးချယ်ပိုင်ခွင့်ပေးတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သ
တရားစီရင်မယ်ဆိုတာကတော့လုံးဝမမေ့ပါနဲ့ဆိုပြီးတော့ဘုရားကဒီနေ့စကားပြောတာဖြစ်တယ်ဒီနေ့အထူးသဖြင့်အိမ်မက်ယူပါယုံအားဖြင့်ဆက်ပြီးတော့အရောက်စီတိုင်းကိုဘုရားစကားပြောပါစေဟာလေလုယာအားလုံးလည်းခုတ်တီးရအောင်